ဘဝဆိုတာနော်အရှင်ရှိသလောက်ပဲသွားခွင့်ရတာပါကောင်းငင်ကိုခဲတလုံးမြှောက်လိုက်တယ်ဒီခဲဟာမုတ်ချတေချာပေါက်မြေကြီးပေါ်ကိုပြန်ကျမယ်မြှောက်လိုက်တဲ့အချိန်ကနေကျလိုက်တဲ့အချိန်ထိဘလောက်ကြာမလဲဒီလေထဲမှာဘလောက်ကြာမလဲဆိုတာကတော့ကိုကဘလောက်ပြင်းထန်တဲ့အရှိန်နဲ့ဘလောက်အားကြီးတဲ့အရှိန်နဲ့မြှောက်လိုက်တယ်လဲဆိုတာပေါ်မှာမူတည်မယ်ပေါ့တာတာလေးပဲမြှောက်လိုက်မယ်ဆိုတော့ဆလင်းငပေလောက်ပေါ်တက်သွားပြီးတော့ခဏနေတော့ပြန်ကျလာမယ်စက္ကန့်ပိုင်းနဲ့ပြန်ကျလာမှာနော်ဟုတ်လားအဲ့ဒါကိုယ့်ရဲ့ဒီလူဘဝကိုနေရမယ့်အချိန်နေရမယ့်အနေအထားဘလောက်ကြာမလဲမကြာဘူးလဲဆိုတာဒီလူဘဝကိုရစေတတ်တဲ့ကံတရားရဲ့အရှိန်ပေါ်မှာမူတည်နော်ဘလောက်ကြီးမားတဲ့ကံနဲ့ကိုကဒီလူဘဝကိုရခဲ့တာလဲအဲ့ဒါကိုကျွတ်တို့သိနိုင်လားမသိနိုင်ဟုတ်လားတော့ကျွတ်တို့သိနိုင်တာကဘာတုံးဆိုတော့အရှိန်ဆိုတာကုံတတ်တဲ့သဘောရှိတယ်အနိစ္စမျိုးထာဝရမျိုးမဟုတ်ကုံတဲ့အချိန်မှာတေချာပေါက်ရက်သွားမယ်ဟောတခါကြီးဆိုရင်အရှိန်တော်တော်ကောင်းကောင်းနဲ့ပြစ်ခဲ့လို့အခုထားအသက်80တိနေရတာဟုတ်တယ်မဟုတ်လားတော့ဘုံပြောချင်တာကဘာတော့ကျွတ်တို့ကမြတ်သောအကျင့်တကယ်တန်ဖိုးဖြတ်လို့မရတဲ့ကောင်းကျိုးချမ်းသာကိုရစေတတ်တဲ့အကောင်းဆုံးအလုပ်လို့ဆိုတဲ့တရားဘာဝနာပွားများတဲ့အလုပ်ကိုဖြည်းဖြည်းစေးစေးလေးလေးကန်ကန်လုပ်နေမယ်ဆိုလို့ရှိရင်ကျွတ်တို့ဘဝရဲ့တရားအထုတ်နိုင်ခွင့်လို့ဆိုတဲ့ဒီရှင်သန်မှုဟာဘာမှအာမခံချက်ရှိတာမဟုတ်ဘူးဒီအမှန်တရားကိုစဉ်းစား